ခိုင်ရီဒါ channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ထုံးလင့်တင်ဆက်ပေးချင်တာဆိုရင်ဖြင့်စာရေးဆရာနန္ဒမိုးချေရေးသားပြုစုထားတဲ့ထီပေါက်စေသောဂါထာနဲ့ကန်ကြီးမောင်တို့လင်မယားဆိုတဲ့အကြောင်းအရာကိုထုံးလွှင့်ပေးမှာဖြစ်ပါတယ်။ Subscribe like and share ခေါင်းလောင်းလေးနေပြီးအားပေးသွားပါနော်။ကျေးဇူးများတင်ပါတယ်ဒါဆိုရင်တော့ဆက်လိုက်ပါပြီ။ကျွန်မကတော့ခိုင်ပါရှင်။ထမင်းဆိုင်နာမည်လေးကရိုးရိုးရှင်းရှင်းလေးပါပဲ။စေတနာမြန်မာထမင်းဆိုင်နဲ့လေ။ဆိုင်ရဲ့အမည်နာမလေးရရိုးရှင်းသလိုဆိုင်ရှင်ကိုကန်ကြီးမောင်နဲ့မပူစိန်တို့ဇနီးမောင်နှံကလည်းအနေထိုင်ရိုးရှင်းလာပါပြီ။အထူးသဖြင့်ကတော့လာရောက်စားသုံးသူတွေပေါ်မှာအကျိုးမြတ်ရယူလိုခြင်းတွေထက်ကောင်းစွာစားတော့ကြပါစေလို့စေတနာရှိထားကမှာယူခဲ့တဲ့ဟင်းကျွေးတစ်ခုတည်းသာမဟုတ်ဘဲနဲ့ဟင်းရံတွေတို့စရာမျိုးစုံဖွဲ့ရန်ရတွေကိုပဲပဲဟင်းကျိုးငပိဖြော်ရည်ကောင်းကောင်းငပိတောင်ကောင်းကောင်းမုံမုံတွေနဲ့ပူပူတတဝင်ဆောင်မှုပြီးတော့သူမိန်နဲ့သူဆိုသလိုဖြစ်လာခဲ့ပါပြီ။မလူတဲ့ဈေးရောက်နေကွာကိုတို့အတွက်ထမင်းရဈေးရင်ငိမ့်တာမလို့အရင်ရရင်ပဲကျင်းနေစရာပါပဲကွာဟုတ်ပါတယ်တော့ဟုတ်ပါတယ်ကျုပ်တို့ရဲ့စေတနာလက်ကားမဖြစ်ပါဘူးဒီနေ့တော့အကျိုးပေးမှာပါအကျိုးပေးမယ်လို့လည်းယုံကြည်ပါရဲ့ရှင်ဒီလိုမျိုးတက်ညီလက်ညီနိုင်လာတဲ့လင်မယားစနီးမောင်နှံတွေဒီနေ့မိုးမတဲခင်နိုင်ဝဲလောက်လို့တို့ထမင်းဆိုင်တွင်ကိုအဝယ်စားနွမ်းနွမ်းဖက်ဖက်နဲ့ညိုညင်းညဲတပတ်ကိုခေါင်းပတ်ထားတဲ့အဖိုးတို့ဝင်လာပြီးတော့ရေနွေးကြတစ်ခွက်လောက်တောက်ပြရစီကွဒီလိုဆိုလာခဲ့ပါတယ်အဲ့ဒီမှာပဲမပူစိန်ကတောက်ပါဖိုးတောက်ပါအေးအေးဆေးဆေးသာထိုင်းပြီးတော့စိတ်ကြိုက်တာတောက်ပါနော်ဒီလိုတုံ့ပြန်စကားဆိုလိုက်ပါတယ်အဖိုးကလည်းဂျေစုတင်နဲ့မြုံဝန်းနေနဲ့ကြီးပြီးထိုင်ကုန်အလုပ်တလုံးမှာဝင်ထိုင်ကခေါင်းပေါင်းတစ်ပတ်ကိုဖြုံစီကြနေရဲ့ချွေးတွေကိုတုံးလိုက်တော့တာပေါ့ပြီးရနောက်မှာတော့တပူတွင်ကလက်ဖက်ချောင်းနှက်ထားတဲ့ရင်နွေးချမ်းကိုငှဲ့ကတဖူးဖူးမှုတ်ပြီးတော့တောင်းနေလေတော့တယ်ဒီမြင်ကွင်းတွေကိုကြည့်ပြီးတော့ကိုကန်ကြီးမောင်နဲ့မပူစိန်တို့တို့တိတ်စကားပြောဆိုကြတော့တာပေါ့လေဒီဖို့ကြည့်ရတာတော်တော်ဆာလောင်နေတဲ့ပုံပဲဟုတ်တယ်ဒါကြောင့်ရင်ရွေးတွေကြည်လိမ့်တောက်နေပုံရတယ်လေတနာပါတယ်ကွာတို့တွေထမင်းတနက်လောက်ဌာနပြုလိုက်ကြရအောင်လေကောင်းပါတယ်တော့ကောင်းပါတယ်ဒါဖြင့်ဟင်းနှမျိုးလောက်ခတ်ကွာငါထမင်းခူးပြီးတော့သွားလိုက်မယ်ကိုကန်ကြီးမောင်လေးထမင်းတစ်ပကံခူးပြီးတော့အဖိုးကိုရှေ့မှာရှိတဲ့စပွဲပေါ်ကိုတန်းလိုက်တယ်မရှိမနှောက်မှာပဲလက်စေးရည်နဲ့တူမပူစိန်ကလေးငါဟင်းတစ်ခွက်အသားဟင်းတစ်ခွက်ကိုလာချတော့တာပေါ့အဖိုးထမင်းတောင်းဆောင်ပါဟမ်အဖိုးခမကြောင်အန်းဖြစ်သွားကြရလေတော့တယ်ပြီးတော့အဖိုးမထမင်းဖို့မလိုပါဘူးဖို့ရဲ့ကျွန်တော်တို့ကအဖိုးကိုမိဘဘိုးဘလို့သဘောထားပြီးတော့ဒါနပြုတာပါကဲဖို့ဝဝလင်းလင်းသာတောင်းဆောင်ပါနော်အဖိုးဒါတို့ကွယ်ဒါတို့အခုလိုတန်းစံတဲ့စေတနာတွေကိုရှေ့ထားပြီးကျွေးမွေးရတဲ့ကုသိုလ်ဒါနတွေကြောင့်ကျမ်းမာချမ်းသာကြပါစေကွယ်အဲလိုစုပေးပြီးရဲ့နောက်မှာအဖိုးလည်းဘလောက်တောင်ဝမ်းမိတွေတောက်ပြီးတော့စားလောင်နေလည်းမသိပါဘူးခေါင်းမပေါ်တန်းစားတော့ပါလေတော့တယ်မပူစိန်လေအဖိုးထမင်းစားပြီးအချိုဝဲဒိရန်အတွက်ထညာပလင်းကိုချပေးပြန်လေတယ်အခုလိုတက်ကြီးရွယ်ဦးတွေပေါ်မှာလေးစားရကောင်းမှန်သိပြီးစေတနာတရားထက်သန်တဲ့ငါမျိုးတို့လင်မယားအဖိုးတက်နိုင်တာလေးနဲ့ကူညီခဲ့ပြရစီဒီလိုပြောဆိုပြီးတော့ညိုညင်းညင်းတိုက်ပုံဘေးအတွင်းကကပ်ပြားလေးတစ်ပြားကိုထုတ်ပြီးတော့ဟောတာကကုံလာဒါနဂါထာလို့ခေါ်တဲ့ကံကောင်းစီကံပွင့်စီတဲ့ဂါထာဘောကွတိတ်လည်းမရှိပါဘူး50ကောက်ကြားလိုက်မယ်ဆိုရင်အလွတ်ရပါတယ်နေတိုင်းကိုရဲ့အသက်တိုင်းသက်စေရွတ်ဖက်တဲ့စေပါထီလဲမှန်မှန်ထိုးပါထီထိုးတဲ့အခါမှာလောဘစိတ်နဲ့မထိုးပါနဲ့စားဝင်နေရေးပြေးလဲဖို့နဲ့လှူဖို့တန်းဖို့အတွက်ရဲလို့သာရည်မှန်းပြီးတော့ထိုးပါထူးထူးခြားခြားဖြစ်လာပါလိမ့်မယ်။ကဲအဖိုးလည်းခီးဆက်စရာရှိလို့သွားအောင်မေးကွငါမျိုးတို့ခွင့်ပြုကြပါအောင်နော်။ဒါဖြင့်အဖိုးကိုလမ်းစီလေးဒါတော့လက်မခံမရစေနဲ့အဖိုးရဲ့ဘဝမှာဘာငွေကြေးမှမလိုအပ်ပါဘူး။ကဲသွားပြီးကွပြောဆိုနေပဲအဖိုးလည်းထမင်းဆိုင်အတွင်းကနေပြန်ထွက်သွားလီတော့တယ်အပြင်ကိုရောက်တော့ပျောက်ချမ်းမလားပျောက်သွားခဲ့ပါလီတော့တယ်မြေတီအေးရောင်ကိုမှရေးတောင်မှမမြင်ရတော့ပါဘူးဆိုကြပါစို့စာရေးဆရာရဲ့အဲ့ဒီနေ့မှာပဲဆိုင်ထဲဝင်လာရောက်တဲ့ထီလက်ပွေးတဲ့စီကနေမင်္ဂလာဆောင်တဲ့တရေကိုထိုးလိုက်တယ်လာကုန်ပြီးတော့ထီဖွင့်တော့3500စုပြင်တွတ်တွေပါပေါက်တယ်လေကန်ကြီးမောင်တို့လင်မယားရဲ့ကုသိုလ်ကံကောင်းမွန်ကတကယ်ပဲလက်ပြားခါလောက်ပါပြီစွာတကယ်ထူတယ်လို့ပြောရမှာပါကျွန်တော်တို့ထီထိုးတဲ့နေရာစားလို့ထီမဖွင့်ခင်ရဲ့အထိမနက်အရာဒညအရာဝင်လေတိုင်းအဖိုးပေးခဲ့တဲ့ကုံလာဒါနာဂါထာတော်ကိုနေ့စဉ်သက်စေရွတ်ခဲ့တယ်။အဲ့ဒါပဲအကျိုးပေးခဲ့တာပါ။ပြန်တွေးကြည့်လိုက်တော့အဖိုးဟာတန်မှန်ပုဂ္ဂိုလ်တော့မဟုတ်နိုင်ဘူး။ကျွန်တော်တို့ရဲ့တရားတွေကိုစမ်းသပ်ဖို့ရောက်လာခဲ့တဲ့ပုဂ္ဂိုလ်တူလို့ပဲမှတ်ပါတယ်။ကျွန်တော်တို့အလိုတစ်ခုခုလုပ်လေတိုင်းမမျော်လင့်မဲရောက်လာပြီးမမျော်လင့်မဲပြန်ထွက်သွားတဲ့အဖိုးကြီးမှန်းလို့အများတန်းပေးဝေခဲ့စမြဲပါ။အေးဗျာကိုကန်ကြီးမောင်တို့လင်မယားအတွက်တော့အကျိုးပေးချိန်တန်းတော့မှန်ကန်တဲ့စေတနာတရားကထထိုက်တန်တန်ချီးမြှင့်လိုက်တာပါပဲဝမ်းသာပါတယ်ဗျာဝမ်းသာပါတယ်ဒီအကြောင်းကို
စာတပုတ်ရေးမယ်ဆိုရင်ရောခွင့်ပြုပေးနိုင်မလားဟာကောင်းတယ်လို့ရက်ပဲပြခွင့်ပြုတာပေါ့ရေးတာရေးပါဆရာရဲ့ကံပွင့်လက်ပွင့်ကျန်တဲ့သူတွေအတွက်တိတ်ကိုအကျိုးထိုးစေတဲ့ကားတာပါပဲဆရာရဲ့အဲဒီလိုကဲတော့ကယံကန်ရှင်ကိုကန်ကြီးမောင်တို့လင်မယားကခွင့်ပြုခဲ့တဲ့အတွက်ကြောင့်လေကုံလာဒါနာဂါတာနဲ့နှီးနွဲပြီးယခုလိုရေးသားပြခဲ့ခြင်းဖြစ်ပါတယ်ကုံလာဒါနာမထေတီကအတိတ်ဘဝတစ်ခုကကုသိုလ်ကောင်းမှုတွေပြုခဲ့ပြီးစာရေးတယ်မဲ့ကံရာထီကံအရာ၌အသာဆုံးအမျက်ဆုံးပုဂ္ဂိုလ်ဖြစ်ရပါလို့ဤလို့ဆုတောင်းခဲ့တဲ့အတွက်ဂေါရမဖျားရှင်လက်ထက်တော်မှာစာရေးတယ်မဲ့နှိုက်လေတိုင်းအမြဲပဲစာရေးတယ်မဲ့ထီပထမဆုကိုအမြဲပင်ပေါက်လေတော့တယ်စာရေးတယ်မဲ့အရာမှာ၎င်းကိုဘသူအားမှရှင်ပြိုင်လို့ကျူလို့မရပါစာရေးတယ်မဲ့ကံအရာထီကံအရာ၌အသာဆုံးအမျက်ဆုံးဖြစ်လေတော့တယ်ဒီအတွက်ဖျားရှင်လေးအရိယာတန်ဃာတော်တွေရဲ့အလယ်၌ထိုင်နေတော်မူပြီးဧတဒတ်ဘွယ်တို့တွေကိုယဟန်တို့ကိုချီးကျူးအနှင်းခဲ့တဲ့အခါမှာချက်သားယဟန်တို့ရှေးဦးစွာစာရေးတံထီမဲ့နှိုက်ယူနိုင်ကြတဲ့ငါဖျားရှင်၏တပည့်ယဟန်တော်တို့တွင်ကုံလာဒါနယဟန်သည်အသာဆုံးအမျက်ဆုံးဖြစ်ပေ၏ဒီလိုဆိုကဧတဒတ်ဘွယ်တို့ကိုပေးတော်မူခဲ့ပါသည်ဒီအတွက်ထိကံကောင်းလိုတဲ့သူတွေကံဆိုင်မဲ့အကျိုးခံစားလိုသူတွေဖို့ကုံလာဒါနဂါရတော်ကိုနေ့စဉ်သက်စီရုပ်ဖတ်တဲ့ဆဲပေးတတ်ပါတယ်ဒီကတောင်လေအတန်းနဲ့တကွာစာရီပါရေးသားပြီးတော့ဒီကနေ့ရဲ့ခံရီတာ channel ကနေမျှဝေပေးလိုက်ပါမယ်အတန်အတွက်အမားများပါတယ်ဆိုရင်လည်းတိခံခွင့်လုပ်ပေးပြီးတော့ရေးသားထားတဲ့စာကိုပြန်ဖတ်ပြီးတော့အတန်အတွက်အမှန်ကိုပြန်လည်ပြုပြင်ပြီးတော့ဖတ်ကြပါလို့မေတ္တာရက်ခံပါရစေရှင်ထီကံကောင်းစေသည့်ကုံလာဒါနာဂါတာတော်ဧတဒတ်ခံဘိခဝေမမတာဝကနံဘိက္ခုနံပထမံသလာကံဂန္နဒါနံယတိနံကုံလာဒါနောဧဒေနာသစ္စာဝိဇေနာတထာမီဟောတုတပတောင်မြမပြန်အနအဓိပ္ပာယ်နဲ့ဆိုရင်ဘိက္ခဝေယဟန်တို့ပထမရှေးဦးအစပထမရန်တိကနန်းဖြစ်သောတလာကံစာရေးတံဟုခေါ်ပြုသတ်မှတ်မဲကောင်းမဲမြတ်ကိုဝါခုခေခုခါရှုဆက်ပါကသူငါလူရှင်စိတ်ပါဝင်စားကန်ဆန်းထားသည်မြားပြီးအမှန်စာရေးတံကိုကံနဲ့တာကံကောင်းထောင်းမှမဲနှယူကြကုန်သောမမသစ္စာတိထားငါဖျားဤတာဝကနံစကားတော်ကိုကြားသွင်ချုံမြနားထောင်ကြကုန်သောဘိက္ခုနံကံဆန်းကံပေါ်ယဟန်တော်တို့တွင်ယတိတံကုလဒါနောကုလဒါနနာမတင်ဆန်းအကျင့်ယဟန်သည်အဋ္ဌိမြတ်စွာဘုရားသာသနာဝေဝင်တာနှစ်ရက်ထမ်းဆောင်တတ်ပေရှိကနေ၏ဧတံထိုကုလဒါနယဟန်လာသည်အကံမှတ်ဦးစင်စေအမျက်ဆုံးဖြစ်၏ဧဒေနာသစ္စာဝိဇေနာဤသို့မှန်စွာသစ္စာစကားမေတ္တာပွားကပြောရပါလိမေတပည့်တော်အားတတ်တာထို့အတူဝါစာရေးတံတွင်အရှင်ဖျားထင်ရှားစန်းတေကနန်းလစွလန်းပုံမို့ထို့အတူရယူသလိုပင်တပတာမကြမလန့်အခါခတ်သိမ်းဟောတုစာရေးတံထီအလီလီတို့စီစီဆင့်ဆန့်ထီပွင့်တိုင်းသာဖြစ်ရပါစေသာပေါက်နိုင်ပါစေသာဒီကနေ့ရဲ့ခံရီတာ channel ကနေထုတ်လွှင့်ပေးခဲ့တာဆိုရင်ဖြင့်ကျမတို့ဒီထီပေါက်စေသောဂါထာဒါကန်ကြီးမောင်တို့လင်မယားရဲ့တကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေနဲ့အတူဒီကထာတော်လေးကိုလည်းထုတ်လွှင့်ပေးလိုက်ပါရရှင်အသေးသေးတော့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါအောင်မယ် subscribe like and share ခလောက်လေးနေပြီးတော့အားပေးတော့ပါနော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်